အားလုံးပဲမင်္ဂလာပါဒီနေ့23ရက်ဒလ2026ရက်နေ့အင်္ဂါနေ့ညပွဲစဉ်တွေထဲမှာကျွန်တော်အကြိုက်ဆုံးပွဲစဉ်3ပွဲကိုရွေးချယ်သုံးသပ်ပေးသွားပါမယ်ပထမဆုံးပွဲနေ့ကတော့ဘွန်ဒက်လီဂါကစတူဂတ်နဲ့ဖရန့်ဘတ်တို့ရဲ့ည7:00 နာရီမှာခံမဲ့ပွဲစဉ်ဒီပွဲစဉ်မှာတော့စတူဂတ်ကတလုံး50နိုင်ကိုပေါင်းကြီးအနေနဲ့3လုံး30ရှုံးကြေးဖွင့်လှစ်ထားတယ်စတူဂတ်ကအဆင့်9ဖရန့်ဘတ်ကအဆင့်9ရမှတ်ကလည်း3မှတ်ပဲကွာတယ်စတူဂတ်နဲ့ဖရန့်ဘတ်တို့ရဲ့နောက်ဆုံးစတူဂတ်အိမ်ကွင်းမှာနောက်ဆုံး3ပွဲတွေ့ဆုံမှုမှာဖရန့်ဘတ်က2ပွဲနိုင်ပြီးတော့စတူဂတ်က1ပွဲပဲနိုင်ထားတယ်စတူဂတ်အိမ်ကွင်းမှာတွေ့ဆုံတိုင်းဂိုးများတဲ့ရလဒ်တွေကိုလည်းတွေ့ရှိတယ်စတူဂတ်အိမ်ကွင်းမှာသွားကန်တိုင်းဖရန့်ဘတ်အနေနဲ့အမြဲအသာရနေတာကိုစတူဂတ်အနေနဲ့အခု350နိုင်ဆိုရဲကြေးကိုဖွင့်လှစ်ပေးထားတယ်ဒီကြေးတန်းရကြည့်မယ်ဆိုရင်တော့ကြေးပြင်းတယ်စတူဂတ်အိမ်ကွင်းမှာတွေ့ဆုံတိုင်းဖရန့်ဘတ်အနေနဲ့အမြဲတမ်းအသာစီးရရှိလာတာကိုစတူဂတ်အနေနဲ့ဒီနေ့ဒီလိုကြေးပြင်းပြင်းဖွင့်လှစ်ပေးထားတယ်အဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ကတော့စတူဂတ်ဘော်ဒီကိုကျွန်တော်ကပို့ပြီးတော့ကြိုက်တယ်ဂိုးပေါင်းနေနဲ့နှစ်ဖက်အပြန်လန်သွင်းဂိုးတွေရှိနိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါပေမဲ့ကျွန်တော်ကတော့စတူဂတ်ဘော်ဒီကိုပဲပို့ပြီးတော့ကြိုက်နှစ်သက်ပါတယ်နောက်တစ်ပွဲကတော့ဘွန်ဒက်လီဂါကည2 နာရီမှာကန်မဲ့မိတ်နဲ့ဟီဒီဟင်းတို့ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာမိတ်ကဘော်ဒီကြီးအနေနဲ့1လုံး60နိုင်ကိုပေါင်းကြီးအနေနဲ့3လုံး50နိုင်ကျွေးဖွင့်နေထားတယ်ဇေယျအောက်ဆုံးက2သင်းကန်ကြမဲ့ပွဲစဉ်ဖြစ်တယ်ဟီဒီဟင်းကအဆင့်19မိတ်ကအဆင့်18အဆင့်19နဲ့အဆင့်18ကန်တာကိုတကယ်ဆိုရင်ဒဲကြီးပေးမပေးရင် level 20ရှုံး30ရှုံးလောက်ကြေးပေးလို့ရတယ်ဒါကိုမိန်က1လုံး60နိုင်ဆိုရယ်ကြေးပြင်းကိုဖွင့်နေပေးရတယ်မိန်ရဲ့အိမ်ကွင်းမှာတွေ့ဆုံတိုင်းဟီဒီဟင်းကပဲအမြဲတမ်းအသာရရှိတာလည်းရှိတယ်အဲ့ဒါကိုဒီလိုကြေးတမ်းမျိုးဖွင့်နေပေးရဆိုတော့ကျွန်တော်အနေနဲ့ကတော့မိန်အနေနဲ့အနည်းဆုံး1ဂိုးလောက်နဲ့တော့အနိုင်ရရှိသွားလိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်အဲ့တော့ဒီနှစ်သင်းရဲ့ပွဲစဉ်မှာကျွန်တော်အနေနဲ့မိတ်ဘော်ဒီကိုပဲကျွန်တော်အနေနဲ့ပို့ပြီးတော့ကြိုင်တွေးမိပါတယ်နောက်တစ်ပွဲကတော့ည2 နာရီခွဲမှာကန်မယ်နယူကာဆယ်နဲ့မန်စီးတီးတို့ရဲ့ဖလားပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာမန်စီးတီးက level 30ရှုံးကိုပေါင်းကြေးအနေနဲ့3လုံးတရေကြေးဖွင့်လှစ်ထားတယ်နယူကာဆယ်ကိုကြည့်မယ်ဆိုရင်တော့နယူကာဆယ်အိမ်ကွင်းမာတာကိုတော့တွေးရှိရတယ်အိမ်ကွင်းစုစုပေါင်း17ပွဲကန်ထားတာမှာပေးဂိုးအနေနဲ့15ဂိုးရှိရတဲ့အတွက်ကြောင့်ပွဲစဉ်တိုင်းတော့ဂိုးပေးထားတဲ့အနေထားတော့ရှိတယ်မန်စီးတီးအနေနဲ့ကလည်းအဝေးကွင်း10ပွဲကန်ထားမှာ17ဂိုးပေးထားရတယ်အဲ့တော့ပွဲစဉ်တိုင်းဒီပါဂိုးပေးထားတဲ့ပုံစံရှိတယ်ကြေးကိုပြန်ကြည့်မယ်ဆိုရင်တော့ဘော်ဒီကြေးပြော့ပြီးတော့ဂိုးပေါင်းကြေးပြင်းနေတဲ့အနေထားကိုတွေးရှိရတယ်နယူကာဆယ်ကတော့နောက်ဆုံးအိမ်ကွင်း3ပွဲဆက်တိုင်းမှာတော့ရှုံးပွဲမရှိတာဘူး2ပွဲနိုင်1ပွဲသေဆိုရရလက်ကိုရရှိထားတယ်မန်စီးတီးကတော့ခြေစွမ်းကမငြိမ်ဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဘော်ဒီကတော့ညီကိုတို့မန်စီးတီးကြိုင်မန်စီးတီးကျွေးနယူကာဆယ်ကြိုင်လူကနယူကာဆယ်ကျွေးပေါ့ကျွန်တော်အနေနဲ့ကတော့နှစ်ဖက်အပြန်လန်သွင်းဂိုးလေးရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဂိုးပေါင်းစည်းကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းတယ်ကိုရလက်အနေနဲ့2-1-1-2-2-2ဆိုရရလက်လောက်လို့ပဲကြေးပေါ်ရလက်ထွက်မယ်လို့ကျွန်တော်အနေနဲ့ယူဆတဲ့အတွက်ကြောင့်မရှုံးနိုင်မဲ့ဂိုးပေါင်းကြေးဂိုးဘော်ကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းပါတယ်ညီကိုများအားလုံးစင်ပြေအောင်မြင်ကြပါစေ subscribe နဲ့ like လေးနှိပ်ပြီးလဲအားပေးသွားကြပါညီကိုတို့အားလုံးကိုကျေးဇူးတင်ပါတယ်